မင်္ဂလာပါသားတို့သမီးတို့ရေမတွေ့ရတာတော်တော်လေးတောင်ကြာနေပြီနော်ဒီညနေမှာလည်းမြန်မာပြည်ရဲ့ခရိုင်တော်တစ်ခုကိုအတူတူလေ့လာကြည့်ရအောင်နော်ဘာပြည်ရဲ့ခရိုင်လေးဖြစ်မလဲဆိုတာစစ်ကြည့်ကြမယ်ဟောဒီပြည်ရဲ့ခရိုင်လေးရဲ့နာမည်ကဘယ်လိုခေါ်လဲသိကြလားသူ့ကိုကြည့်လိုက်ရင်လေတသားမီမီတို့သိထားပြီးသားဖြစ်တဲ့ပြည်ရဲ့ခရိုင်လေးတစ်ခုကိုပြောင်းပြန်ရေးထားတာနဲ့များတူမနေဘူးလားယင်ဟောဒီဘီရဲ့ခရိုင်နာမည်ကတော့ရပလက်ပါလိုက်ပြောကြည့်ပါအောင်နော်ဘီရဲ့နာမည်ကရပလက်ဘီရဲ့အတန်ကရရကဲဒါဆိုရင်လိုက်ပြောကြည့်ပါအောင်ရရရပလက်နောက်တစ်ခါလောက်ပြောကြည့်ပါအောင်ရရရပလက်ဒါဆိုရင်ရပလက်နဲ့ဆိုင်တဲ့ကြပြလေးကိုကြည့်မယ်နော်ကဲကြည့်ပါအောင်ဟောဒီအယုတ်ကလေးကိုသသားမျိုးတို့သိကြလားဟောဒီအယုတ်လေးကယမင်းယုတ်လို့ခေါ်တယ်။ယမင်းယုတ်ဆိုတာကလေဟောဒီလိုပုံလေးမှာပါတယ်လို့လေကျိုးလေးတွေနဲ့ဆွဲပြီးတော့ကရတဲ့အယုတ်ကလေးကိုယမင်းယုတ်လို့ခေါ်တယ်နော်။ကဲဒါဆိုရင်ကြပြလေးကိုစိုးကြည့်ကြရအောင်။ရပလက်လေးရပလက်လေးကာကြီးပြောင်းပြန်ရေးဟောကြည့်ပါအောင်ရပလက်ရဲ့ပုံစံလေးကလေကာကြီးကိုပြောင်းပြန်ရေးထားတာနဲ့တူတယ်တဲ့။ရင်ရင်ကြီးကြီးယမင်းယုတ်ပြုံးပြုံးကလေးဟန်ပန်လို့နောက်တစ်ခါလောက်ဆိုကြည့်ရအောင်နော်ရပလက်လေးရပလက်လေးကာကြီးပြောင်းပြန်ရေးရင်ရင်ကြီးကြီးရမင်းရုပ်ပြုံးပြုံးကလေးဟန်ပန်လို့ကဲဒါဆိုရင်နောက်တစ်ခါလောက်အတူဆိုကြည့်ကြမယ်ရပလက်လေးရပလက်လေးကာကြီးပြောင်းပြန်ရေးရင်ရင်ကြီးကြီးရမင်းရုပ်ပြုံးပြုံးကလေးဟန်ပန်လို့ရမင်းရုပ်ကလေးရဲ့ပုံစံလေးကရင်ရင်ကြီးကြီးလှလှပပလေးနဲ့ကတဲ့အခါမှာလည်းပြုံးပြုံးကလေးနဲ့ဟန်ပန်လို့ပြီးကတယ်လို့ပြောချင်တာနော်ကဲဒါဆိုရင်စလုံးလေးတွေဆက်ကြည့်ကြမယ်ဟောဒီခုံစားခုံစားသွားတဲ့အကောင်လေးကိုလေတရိတ်ဆန်လေးကိုတသားမမီလို့တီးကြလားဟုတ်ပါတယ်ယုံကလေးပါရရယုံရရယုံယုံကတော့လေရဆိုတဲ့ဘီးတန်နဲ့အုံဆိုတဲ့တရတန်နှစ်ခုကိုရအုံယုံဆိုပြီးတော့အဲ့လိုမျိုးအလွယ်မှတ်လို့ရတာပေါ့နော်ဘီးတန်နဲ့တရတန်နဲ့ကိုပေါင်းပြီးတော့စာဖတ်တဲ့အခါမှာလည်းပို့ပြီးတော့လွယ်ကူလိမ့်မယ်လို့ထင်ပါတယ်ဒါပေမဲ့တသားသမီးတို့ကပြီးနာမယ်တရတန်ဒီမှာပါတဲ့အခေါ်ပေါ်ရဲ့နာမည်တွေကိုလည်းသိထားဖို့လိုပါတယ်ကဲကြည့်ပါအောင်ဟောဒီပုံလေးကဘာရုပ်လေးပါလဲခုနကလည်းပါတယ်လေရမင်းရုပ်လို့ခေါ်တယ်နော်ဟောဒီလိုကျိုးဆွဲအယုတ်ကလေးတွေကဒီလိုမင်းသမီးရုပ်ရမင်းရုပ်ကလေးအပြင်ကိုစင်ရုပ်တို့မြင်းရုပ်တို့ဇော်ကြီးရုပ်တို့အများကြီးရှိတယ်နော်အဲ့ဒါတွေကိုလေကျိုးဆွဲအယုတ်ကလေးတွေလို့လည်းဖတ်ထားလို့ရပါတယ်ရရရမင်းရုပ်ရရရမင်းရုပ်ကဲဟောဒီမှာကြည့်ပါအောင်အိမ်တိုင်းမှာတော့ဟောဒီပစ္စည်းလေးရှိမှလို့ထင်ပါတယ်အခုဆိုရင်ပူအိုက်တဲ့နေရာတွေကိုရောက်လာပြီဆိုတော့လေဒီပစ္စည်းလေးကတသားမီမီတို့အပူဓာတ်တွေကိုရှော့ချပေးနိုင်တာပေါ့ရရရက်တောင်ရရရက်တောင်ကဲဒါဆိုရင်ဟောဒီပစ္စည်းတွေကိုကြည့်ပါအောင်တသားမီမီတို့သိကြလားဒီပစ္စည်းတွေရှိတဲ့ဆိုင်ကိုရောရောက်ပူကြလားဟောဒီပစ္စည်းတွေကရန်ကုန်မြို့မှာထက်ပကန်းလိုနေရာမျိုးမှာအများကြီးရှိတယ်နော်ဒါတွေကတော့ရရယွန်းတယ်ရရယွန်းတယ်ယွန်းတယ်ဆိုတာကတော့ယွန်းပစ္စည်းတွေအကုန်လုံးကိုယွန်းတယ်လို့ခေါ်တာပေါ့နော်ယွန်းတယ်မှာမှအမျိုးမျိုးရှိတယ်အဲအန်လေးတွေနဲ့အဖုံးလေးတွေနဲ့အဲ့လိုမျိုးရှိတဲ့ကြုတ်ကလေးတွေကိုကြတော့ယွန်းအင်းလို့ခေါ်တယ်ပြီးလို့ရှိရင်လက်ဖက်စားတဲ့လက်ဖက်ထိတ်စားလို့ရတဲ့ဒီယွန်းပစ္စည်းလေးတွေရှိသလိုကွန်းနေပါတွေဟိုးရှိရှိလူကြီးတွေကကြတော့ကွန်းနေပါတွေစားတဲ့အခါကျတော့ကွန်းစားတဲ့အခါမှာအသုံးပြုရတဲ့ဆေးတို့ဒီထုံးတို့အခြားသောပစ္စည်းတွေကိုထည့်ပြီးတော့သုံးတဲ့ဒီကွန်းအစ်တို့ပါတို့လည်းရှိတယ်ပေါ့နော်ဒါကတော့အရှေ့အဖြစ်တော့မပြောပြတော့ပါဘူး။ဟောဒီယွန်းဆိုတာကကြတော့အဲမြန်မာလူမျိုးတွေမှာပန်းစင်မျိုးရှိတယ်တသားမျိုးတို့ကြားဘူးကြလားမသိဘူးเนาะပဒိန်တို့ပန်းယွန်းတို့ပန်းတော့ပန်းတမော့အစအဖြစ်ပန်းစင်မျိုးမှာပါတယ်ပန်းယွန်းဆိုတဲ့ဒီအလုပ်တစ်ခုပါပဲအဲ့ဒီပန်းယွန်းဆိုတဲ့ဒီအလုပ်ကနေပြီးတော့လုပ်ထားတဲ့အထည်တွေပေါ့နော်ဟောဒီပစ္စည်းတွေကိုတော့ယွန်းတယ်လို့ခေါ်ပါတယ်ဒီလောက်ဆိုရင်တော့တသားမိမိတို့နားမရှုပ်ဖ ೇನೆ ရှင်းရှင်းလေးနဲ့နားလည်မယ်လို့တော့ထင်ပါတယ်
ဒါဆိုရင်တော့ဒီနေ့ရပလက်ဆိုင်တဲ့ဗီဒီယိုလေးကဒီမှာပဲရပ်ပါမယ်ဟောဒီဗီဒီယိုမှာလေ့ကျင့်ခန်းတွေတော့မပါသေးပါဘူးဘာလို့လဲဆိုတော့ရပလက်နဲ့ရကနှစ်ခုပေါင်းပြီးတော့မှလေ့ကျင့်ခန်းလေးတွေလုပ်စီချင်တာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဗီဒီယိုကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါမယ်အခုချိန်မှာရာသီဥတုကလည်းတဖြည်းဖြည်းနဲ့ပူလာပြီဖြစ်တဲ့အတွက်ကြောင့်တသားမီမီတို့အိမ်မှာနေရင်ဖြစ်စေကျောင်းမှာနေရင်ဖြစ်စေအရန်ပူတဲ့အချိန်တွေမှာအပြင်ကိုထွက်ပြီးတော့မစော့ဘဲနဲ့အဆောင်အုံထဲမှာပဲအိမ်ဆိုလဲအိမ်ထဲမှာကျောင်းဆိုလဲကျောင်းပရုံထဲမှာပဲနေပြီးတော့အေးအေးလူလူအတတ်နိုင်ဆုံးပေါ့နော်အေးအေးလူလူဖြစ်အောင်နန်းနန်းနေနေနေကြပါပြီးလို့ရှိရင်ကျမကြီးကိုလည်း cue စိုက်ကြပါရေမြမြတာပါနောက်ထပ်ဗီဒီယိုမှာတွေ့မယ်နော်